parking ဖောက်ရတဲ့ရုပ်ရလားကိုင်းကြတို့ကိုင်းနေမှာကတော့ပတ်သက်ရှိလို့ကိုင်းပတ်သက်ရှိလို့ကိုင်းတယ်အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တကယ်ကြီးတော့ဖုန်းလိုက်ဝယ်ပေးဖို့အခု Jessie လုံးရောက်နေတာဖြစ်ပါတယ်အခုကျွန်တော် Jessie လုံးမှာပါတကယ်ကြီးကသူဝယ်မယ်ဆိုတော့ကျွန်တော်ကသူ့ကို17နာရီချိန်ထားပါတယ်သူကအခုရေချိုးပြီးတော့လာမယ်လို့ပြောနေပါတယ်ဆော့ဆော့လေးရောက်နေလို့ပေါ့နော်ဆော့လက်စားနဲ့အပေါ်ထက်မှာတက်ဆောက်Jessie လုံး17နာရီဖွင့်တာဆိုတော့ခုနကအပြင်မှာကျွန်တော်ခဏလောက်တော့ရက်ဆောက်လိုက်ရတယ်17ထုံးမှသူကတကားဖွင့်ပေးတာဆိုတော့အခုဒီထဲမှာတော့တယောက်မှမရှိသေးဘူးဝင်နေနေပဲရှိဆိုရင်သူဒီနားမှာခဏလေးထိုင်ဆောက်လိုက်မယ်သူလာလို့ရှိရင်တော့ဟိုးနာဘနာနာဆိုင်မှာပေါ့နော်အဲ့မှာ iPhone 30လေးတစ်လုံးတော့ဝယ်မှာပါလေ့ကြည့်ပေးကြပါဦးခင်ဗျာဒီလိုမှသူဖုန်းဆိုင်2ဆိုင်ရှိရပါဒီဆိုင်ကအဲ့ဒီ Samsung ဆိုင်နဲ့ဟိုကချန်ဘနာနာဆိုင်ဒီနှစ်ဆိုင်ကတော့မင်းပါနော်ချေရကြည့်တန်တဲ့ဆိုင်သေးသေးလေးတွေရှိတယ်ဘနာနာဆိုင်နဲ့ဒီ Samsung ဆိုင်ရဲ့နဘေးနားလေးမှာဒီဘက်တောက်လေးမှာဝင်လောက်ဆိုတိဒီနားမှာ6ဆိုင်ရှိမယ်ဒီနားမှာ3ဆိုင်ရှိမယ်ပေါ့နော် YouTube မှာမမလိမ့်ခဲ့ဒီတိုင်းဟလာဘာဟိုလာမလဲကွန်ဒိုတော့ဝယ်ဘူးလားစားရစားတဲ့နဲ့အိပ်ပြည့်နဲ့ပတ်စံအိပ်ပြည့်ပါလားဘုံကြီးမယံ iPhone 13เอาทีใหม่iPhone ဝယ်ပါပြီ你们上了上了节目上了ရစစ်လို့ရတယ်มาต่อเสียแล้วสิขอไลค์หน่อยมั้ง ခွာလိုက် parking ဖောက်ရတဲ့ရုပ်ရလား พี่ไม่ใช่ต้องเสียค่าด้วยนี่มาเพิ่งเลยอ่ะ15000နဲ့မှ900เนาะ15000နဲ့မှ900 iPhone 13ပေါ့เนาะဒီက128ဒီဦးတင်နောက်တင်နောက်ဆိုနေငါပါဝင်နေတယ်မယောင်းပါတဲ့ तू ကအပြင်စားခိုင်းမလားအပြင်စားခိုင်းအပြင်တောက်ခိုင်းဆိုတော့မယောင်းရတော့မယောင်းရတယ်ဘာဖြစ်သူကလာစားရတယ်သူကလာစားရတယ်ဆိုပြီးငါပါပဲအေးငါပုံစံကိုကြည့်လိုက်ပြီပြီးငါရပါပါပြီငါ iPhone ရပါရင်တော့ဘယ်လိုဖြစ်တယ်တီးဝင်နေမြင်တော့ဆွတ်ကိုမြင်လာတယ်ကန်ရတော့မကန်တတ်သေးဘူးကန်ရတော့ကန်တတ်သေးဘူးကန်တတ်တော့ကန်နေမှာကတော့ပတ်သက်ရှိလို့ကန်တယ်အဲ့နဲ့လိုင်းမော်ကနေငါဘယ်တော့မှပုံမခေါ်ကြတဲ့တကယ်ချင်းတော့အကောင်လုံးဒေတာပိတ်တာဟာတအားရှုပ်ရင်ငါမဝင်တယ်အဲ့တကယ်ကကျွန်တော်တို့တကယ်ချင်းမှဒီလိုမျိုးတွေရှိပါတယ် iPhone ခိုင်ပြီးတော့ဝင်နေမြင်ပါဒါနဲ့ဘာမှမလုပ်တတ်ဘူး Android ကဟဲ့ရမယ်ဒီဘယ်လိုတောင်တော့ပုံလို့ Android ဖုန်းတန်ကြလို့ iPhone ရပြီနော်အခုက iPhone 30 ဈေးရကြတော့15000နဲ့မှ900 40ဆိုလို့ရှိရင်တော့2000ဝန်းကျင်လောက်ထိရဟုတ်ကဲ့ပါအားလုံးပဲကျေးဇူးများတင်ပါတယ်ခင်ဗျာလိုက်ရောက်ပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကြောင့်ဒါပါ